ဆောင်းဆောင်းလိုက်4000ကိုဒါအဖွဲရပဲစုပြီးတော့ကဲ40ပြည့်အောင်ဆိုတော့ကိုသိန်းဆောင်လှူဖို့ရည်ရွယ်ထားတာအဲ့တော့ကိုသိန်းဆန်စီကို30ဒီဟောပေါ့ဦးနေကျော်ကို30ဘောတော့မျှတာပြီးတော့ဆိုတော့အလူရှင်တွေလည်းကျင်းနေမှလို့ထဲပါတယ်ကိုနေကျော်ကတော့တီးတဲ့အတိုင်းပဲမြင်ကြတဲ့အတိုင်းပါပဲဗျာနည်းနည်းဘယ်လိုလဲအသိစိတ်လွတ်သွားပါကျွန်တော်တို့လည်းမမှတ်မိတော့မသိတော့ဘူးသူ့မိသားစုကိုလည်းသူမမှတ်မိတော့ပါဟောကိုသိန်းဆန်ကတော့အားလုံးသိသေးတယ်တီတော့ပေါက်ခွဲရတယ်ရှောက်ပြောကျွန်တော်သူ့ရဲ့စိတ်ပျော်ရွှင်အောင်လို့စိတ်ခွန်အားပေါ့အခုမင်္ဂလာပါဟာရမလားမလုပ်ပါနဲ့နေပါအခုလည်းငယ်နေပြီချင်းနေရတာအရင်ကတည်းကဆိုင်ဟိုဘိုက်ကောက်နေလေးကြာပါနော်ညမင်းဆက်ခေါ်ဒီနေ့ဖောက်တာ6ပလင်းတော်လေးသက်သာပါပြီအဲ့ဒီဖိုင်ကောင်းတော့မှာအားရှိရမယ်ဒီမှာအခုမှရွှေကြီးပါတယ်ဖိုးသေးချာလီရဲထက်ချက်ကြီးထက်ညီကိုတွေလာပြီးတော့အားပေးတာနော်ဟိုဖြစ်စင်လို့ပေါ့ညီမလေးကပထမဆုံးစတာတော့မောင်ရဲထက်ကလေးရေးတယ်မကိုသိန်းနိုင်တော့ဟိုကျမကြီးစင်မပြေဘူးလေကျွန်တော်တို့အဖွဲ့အနေနဲ့ဟိုအင်မာရာအဖွဲ့အနေနဲ့လေလူမကောင်းဘူးကောင်းတော့ပေါ့ကွာလို့ဆိုတော့သူနဲ့ပြောရတဲ့ချိန်မှာလေကိုကျော်တို့ကလည်းဖုန်းလန်းဆက်တယ်ကိုကျော်ညီလေးရေးတယ်မှာသိန်းနိုင်ပြောရမှာ3သိန်းလောက်လူကျင်တယ်ကွာတဲ့ဟာကိုကျွန်တော်လည်းလူမလို့လို့အဲကျွန်တော်လည်းမှာအဖွဲ့ပေါ့ဟိုမတ်တီပြီး2သိန်းကျွန်တော်တို့အခုလည်း3သိန်းကွာလို့အဲ့တော့လူလုံးမယ်ကွာ3သိန်းဆိုရင်မမယ်ဘူးပေါ့နော်လူရတာအဲ့တော့ကျွန်တော်တို့ကမတ်တီပြီးတော့မှကိုသိန်းတောင်ကိုချစ်တဲ့ခင်းတဲ့ပြိတ္တတွေကလည်းချို့ကူညီခြင်းနဲ့ဘယ်လိုကူညီမှမသိဘူးလှူခြင်းနဲ့ဘယ်လိုလှူမှမသိဘူးအဲ့တော့ဦးကလိုင်းမော်တင်ပြီးတော့အဲ့တော့မတ်တင်ကို3သိန်းနဲ့အားလုံးရဲ့အလူငွေပေါ့နော်အဲအလူငွေနဲ့အားလုံးပေါင်းစုစုပေါင်းဟောရတာပေါ့39သိန်းနဲ့6000ရတယ်6000လိုက်4000ကိုဒါအဖွဲရပဲစုပြီးတော့ကဲ40ပြည့်အောင်ဆိုတော့9သိန်းတောင်လှူဖို့ရည်ရွယ်ထားတာအဲ့ရုံးဆိုမနေ့ကမှကိုနေကျော်ကျမကြီးအကြောင်းကြီးပေါ်လာတော့ဟာအကူမျိုးတော်ဖြစ်နေတာပဲအဲ့တော့ဘာဖြစ်ရလာတော့ဟိုကိုသိန်းတန်ကြီးပထမတော့သွားဖို့ကဲအဲ့ဒါလေးကိုမျှပြီးတော့အလူရှင်တွေလည်းဒါလေးကိုလိုင်းမော်တွေတောင်းမှလည်းလေဒါလေးကိုလူမှုပါတော့ဘောတော့မျှတာပြီးတော့ဆိုတော့အလူရှင်တွေလည်းကျင်းနေမှလို့ထဲပါတယ်အဲ့တော့ကိုသိန်းတန်ကြီးကို30ဒီဟောပေါ့ဦးလေးကျော်ကို30လာပြီးတော့ဒီ6ပတ်ယူရတာပါအခုနေရတာရေထုတ်ပြီးတော့ခြေတွေကနေရတာလို့တော့ပေါ့ခါရနေစားတော့ပေါ့ရတာဒီဘောဘာလို့ထဲရဒီပြားရှိတာထုတ်တော့ပေါ့ပါလေနော်အားရချောက်ကောင်းတယ်ထိုင်းနေလို့လည်းမရဘူးထိုင်းနေပေါင်းမကြည့်နေတာဟိုမြဲကမနေလာတယ်အာဘီစကားလည်းပြောတယ်ဒီစကားတွေတော့တာဘလုံးမနေဘူးဝေးတဲ့ငါအဲ့တော့ဝင်တာသွားတာပေါ်ပြီးတော့ငါမအဲ့ဒီရင်းကြားရငါစိတ်မကောင်းဖြစ်ငါမြဲနဲ့တိုက်ပြီးတယ်နောက်ပြီးတော့ပရိသတ်နဲ့တိုက်ပြီးတာအဲ့တော့ဟိုမနေ့ကသူကလာရှင်းတဲ့ဘာမှမလုပ်လဲအဲ့ဒီအရင်တော့က10သိန်းလူသွားမနေ့ကထပ်ပြီး10သိန်းလူသူအားရလာခဲ့အောင်မဲတော့နောက်ထပ်ပြီးအေးဘောဒါအခုတော့ဒီနေ့6လုံးပေါ့6လုံးညသူမနေနိုင်လို့ဒီနေ့ဒီရေဖောက်ထုတ်တာ6လုံးရတယ်ဒီနေ့ငါတော်လေးတော့အရင်ကစားတော့နည်းလေးကြာသွားတယ်ဟုတ်တယ်မှာဘိုးတို့လည်းလွတ်တော်လာတယ်အကုန်လုံးစားမယ်ဒီကောင်မလို့ပြောတာကိုယောဂတွေတက်တာပြီးတော့နိုင်ဦးမှာဘာတွေ့လဲဆိုတော့ဟိုဦး
ဦးသိန်းတောင်ကိုသွားလူကျင်တဲ့သူတွေရှိတယ်လေးလေးကျွန်တော်တို့ပတ်စံလေးစုပြီးတော့အဲ့ဖွဲ့တော့ကျွန်တော်ထည့်ပြီးလူလိုက်မလားဆိုတော့လေးလေးသူကလေဦးနဲ့သားအဲ့ဒါငါစီတင်လာအောင်မယ်တဲ့ဆိုတော့ဘာဖြစ်အခုလိုဟိုမြများဆက်သားလေးလူနိုင်တော့ကိုလည်းပြည်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီလိုအလှခံတယ်ဘာညာဆိုတော့လည်းကျွန်တော်တို့ကဟိုနာမည်ကြီးကျွန်းလည်းမဟုတ်ဘူးတချို့ကရှိတယ်တချို့အတိုင်းမှာရှိတယ်မင်းတို့ကဒါဗန်ပြပြီးတော့လုံစားလာပါဖြစ်မှာဆိုလို့ကျွန်တော်တို့ကဟိုပုံဝင်လင်းလင်း line မှာတင်ထားတယ်ဘယ်သူလူတွေဟိုမယုံလည်းစင်းကြည့်ပါရှိတယ်ရှိပါတယ်တိကျရှိပါတယ်ဟောဒီလိုတဝက်စီခွဲပြီးတော့လူဝေးတယ်ဆိုတာလည်းဟိုတချို့ပရိသတ်တွေကနားလည်ပြီးပါတယ်ဟုတ်သိနေတယ်ဒီမှာလည်းကိုင်းနေလေးကိုင်းနေအောင်ရောက်ကဟိုကမှတ်မိလားကောင်းကြော်မှတ်မိလားကိုကောင်းကြော်သိလားကောင်းကြော်သိလားမကောင်းကြော်လို့နင်းလို့လာကြတယ်အများကောင်းကြော်သိလားဟုတ်တယ်သူကအုံတော့ဟောပေါ့ခေါင်းထဲကိုပုံသွားတာကြောက်ကဘူကခေါင်းထဲကိုဝင်တော့မမမီတော့ဘူးမိသားစုလည်းသူမသိတော့ဘူးသိတယ်အားလည်းသိတယ်ချင်းကြီးအားလည်းသိပါတယ်အဲ့တော့အခုဆိုရင်ဒါကျွန်တော်တို့ဟိုပေါ့ပြေးတာကြီးတယ်သိပါပြီဖေးကမာနာကြီးတာလားခြေတာလားသိလားကောင်းကြော်မှတ်မိလားကောင်းကြော်တို့မချက်ကြီးတို့မလာနေတယ်လေမှတ်မိလားချက်ကြီးတို့ကောင်းကြော်တို့သိတယ်မလားကောင်းနေတဲ့သိတယ်လေရုပ်ခံပါတယ်လားဘာသာတော့ဟောပေါ့အကိုတို့ကစဖွဲ့ရတော့တော်များများတော့လူပြပါတယ်ဒါပေမဲ့ဒီနေ့မိုင်းမှာဒါဦးဆုံးပေါ့ဟုတ်ကဲ့ခင်ဗျာစောက်ဖွဲ့တော့ဆိုရင်ကျွန်တော်တို့ကတောက်လျှောက်ကိုဘယ်ပွဲသွားကအောက်မှာစိန်ပြိတ္တတဲ့စိန်လူကန်ပြီးလူကျွန်တော်တက်ကြီးကျွန်တော်တို့ကနှစ်စဉ်နှစ်တိုင်းကျွန်တော်30ပဲရ40ပဲရ20ပဲရကျွန်တော်တို့အကုန်လူတာကိုနေကျော်ကတော့တီးတဲ့အတိုင်းပဲမြင်ကြတဲ့အတိုင်းပါပဲဗျာနည်းနည်းဘယ်လိုလဲအသိစိတ်လွတ်သွားပါကျွန်တော်တို့လည်းမမိတော့မသိတော့ဘူးသူ့မိသားစုကိုလည်းသူမမိတော့ပါဟောကိုသိန်းဆန်ကတော့အားလုံးသိသေးတယ်တီးတော့ပေါက်ခွဲရတယ်ရှောက်ပြောဒီလိုချင်းသူ့ရဲ့စိတ်ပျော်ရွှင်အောင်လို့စိတ်ခွန်အားပေါ့ကျွန်တော်တကယ်ချင်းကောင်းကြပြောတယ်လို့ဟာပေါက်ခွဲရရှောက်ရည်စရာမောစရာတွေပြောဟာသူလည်းမျက်နှာအဲ့မှာလန်းလာတယ်ဗျာဒါပေမဲ့သူကိုသိန်းစားကျွန်တော်လည်းတနေ့ငယ်တယ်ဟာသူရတာကြွားနေပြီသူကကြွားနေဒါလေးလေးကြွားအောင်လေဟုတ်ပါရဲ့တော့စနောက်ကြတာပါဟုတ်တယ်သူက85ဟို84ဟုတ်တယ်အဲ့ဒါနစ်လေလားဘာလို့ကြီးဘာလို့စောမြအိုက်လို့စောမြမှုတယ်မလဲအဲ့လိုလေးစနောက်တော့ဟာသူလည်းဗျာအရန်ပြောသွားတယ်အဲ့ဒါမြင်ပြီးတော့ကျွန်တော်လည်းပီတိဖြစ်ပြီးတော့ပြန်လာခဲ့ကြတယ်ပေါ့အဓိကတော့သူကြီးဒီလူကတော့ဦးကောင်းတို့ကိုတော်တို့အလှတဲ့ပြိဿရဲ့အလှပါပဲအများစုကဟုတ်ပါရဲ့မြစ်တာပြိဿရဲ့စေးနာပြိဿရဲ့ထောက်ပံ့ကူညီမှုတွေပါပဲဗျာဒါကြီးရဲ့အလှပေါ့အဲ့တွေလဲဟိုကိုနေကျော်ကိုရောကိုသိန်းဆန်ကိုရောကူညီထောက်ပံ့ပေးကြတဲ့ယနေ့ရဝေးရပြိဿတွေအားလုံး